ချိန်ပဲလို့စားကကိုချစ်တော်မှမတည်ခဲ့ပြီနဲ့တို့တဲ့ရှမ်းတန်နေပြီးဆက်ချစ်တော်မယ်လေးလေးပြောရရင်ဘာမှမပြောဘူးလို့ကိုမြင်နေပါတဲ့ချစ်တွေလေဝနဲ့နဲ့လေးတွေမှာဆွေးစကားလုံးဟာတကယ်တော့တို့တွေသိမလို့ကြုံတွေ့ကြလေတွေ့မဖြစ်တမ်းတို့ချစ်တွေဟာအင်အားများဖြစ်မဲ့ကလေးလေးခွင့်မဲ့တယ်တကယ်လို့မင်းချစ်တော့ရင်လေကိုလေးတကယ်ကိုနားလေစိတ်ကောင်းမှုလို့ပြောလိုက်ပါနဲ့စကားလုံးဟာတကယ်တော့တို့တွေသိလို့ပြောဖို့ဘူးမြင်နေပါတဲ့ချစ်တွေနေဝန်နဲ့နေလေးမဆိုင်စကားလုံးဟာတကယ်တော့တို့တွေသိလို့ဘူးကြုံတွေ့ကြ